စင်မမဖောက်ကင်ပေါ်ဘူးတဲ့ Best Roma ကီပွိုင်းအကြောင်းကီပွိုင်းဟာအင်ဒိုနီးရှားမိုဘိုင်းလိကျက်မပန်လောကရဲ့အကောင်းဆုံး Roma တအုပ်ဖြစ်တယ်လို့ Fnatic အိုနဲ့အသင်းရဲ့နှလုံးသားဖို့လို့ပြောရမယ့်ကစားသမားတအုပ်ပါကီပွိုင်းရဲ့အဓိကထူးခြားချက်ကတော့သူဟာနောက်ကနေ support ပေးတဲ့ Roma မျိုးထက်ရှေ့ကနေတိုးဝင်ပြီးတော့ရန်သူကိုအခွင့်ရှာဖမ်းမိတတ်တဲ့ Roma မျိုးပါသူရဲ့နာမည်အရင်ကတော့ Nicky Fernando Pontuwi ဖြစ်ပြီးတော့2002ခုနှစ်နိုဝင်ဘာ9ရက်နေ့မှာအင်ဒိုနီးရှားနိုင်ငံမနာဒိုမြို့မှာမွေးဖွားခဲ့ပါတယ်ကီပွိုင်းဟာအစပိုင်းမှာအိုနီရဲ့ MDL မှာကစားတဲ့ဒုတိယအသင်းငယ် Oni Prodigy ကနေပြီးတော့စတင်ပွဲထက်ခဲ့ရပါအဲ့ဒီမှာသူ့ရဲ့ aggressive ဖြစ်တဲ့ကျန်းတန်းတဲ့ Roma ကစားဟန်ဒီကြောင့်မြင်မြန်ဆန်ဆန်ပဲပင်မ Oni အသင်းကို promotion ရခဲ့ပါတယ်ရောက်ချင်းမှာပဲ MPL ID Season 8မှာ Oni Esport ရဲ့အဓိက Roma အနေနဲ့ကစားခွင့်ရခဲ့ပြီးတော့အသင်းကိုချန်ပီယံဖြစ်အောင်ဆွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်ကီပွိုင်းရဲ့ကစားသမားဘဝအထွတ်ထိပ်ရောက်ခဲ့တဲ့အချိန်ကတော့ဖိလစ်ပိုင်နေပြီးတော့ Carry ရောက်လာတဲ့အချိန်ကစတင်ခဲ့ရပါသူတို့နှစ်ယောက်ရဲ့ပေါင်းစပ်မှုဟာအင်ဒိုနီးရှားမှာပြိုင်ဘက်ကင်ဖြစ်ခဲ့ပါတယ်ကီပွိုင်းရဲ့ vision တွေဆက်အပ်တွေရဲ့နောက်မှာခိုင်ရီကအလွယ်တကူဝင်ရောက်တက်ဖြတ်နိုင်တဲ့အတွက်အိုနစ်ဟာ MPL Indo မှာ400တီဆက်တိုက်စီဇန်10ကနေပြီးတော့စီဇန်30ထိချန်ပီယံဖြစ်ခဲ့ပါတယ်2023 MSC မှာတော့အိုနစ်အသင်းချန်ပီယံဖြစ်ခဲ့ပြီးတော့ကီပွိုင်းဟာလည်း Grand Final MVP ဆုကိုရယူနိုင်ခဲ့ပါတယ်မိုဘာဂိမ်းတွေမှာ Roma တယောက်အနေနဲ့ MVP ဆုရဖို့ဆိုတာအလွန်ရှားပါပြီးတော့ခက်ခဲတဲ့ကိစ္စဖြစ်လို့ဒါဟာကီပွိုင်းအတွက်အကြီးမားဆုံးကုန်ယူစရာဖြစ်ခဲ့ပါတယ်။အဲတော့ကကီပွိုင်းတယောက်အပျော်လွန်ပြီးတော့ခွန်လိုက်တာစင်မော်မှာဘောင်းမီရကျွပြီးတော့ဆက်စီဆန်နဲ့အန်ဒဝဲအနေလေးနဲ့ပြောင်နေတဲ့ဖော်ကင်ကြီးကလည်းဝင်းငနဲ့ပေါ်သွားခဲ့ပါသေးတယ်။ M5 Grand Final မှာ AP Brand ကိုရှုံးခဲ့ပြီးတော့ချန်ပီယံဆုကိုလက်တကန်းအလိုမှာလက်လွတ်ခဲ့ရပါတယ်။အဲဒီခိုက်တန်းဟာအိုနစ်အသင်းသားတွေရောအိုနစ်ဖန်တွေရောအကုန်လုံးတွေဝမ်းနည်းစရာအကောင်းဆုံးအခိုက်တန်းဖြစ်ခဲ့ပါတယ်။2024ခုနှစ် MPL ID Season 40မှာတော့ Fnatic အိုနစ်အသင်းရဲ့ရလက်တွေဆိုးရွားပြီးတော့ M6 ဝင်ခွင့်လွဲချော်ခဲ့ချိန်မှာကီဝိုင်းကိုရိုင်းကလည်းလက်ရည်ကျပြီးတော့ဝေဖန်မှုအများအပြားခံခဲ့ရပါတယ်။ဒါပေမဲ့ Season 60မှာတော့အသင်းနဲ့အတူအကောင်းဆုံးပုံစံကိုပြန်လည်ရှောက်ပွေနိုင်ခဲ့ပြီးတော့ချန်ပီယံဆုကိုပြန်လည်ဆုပ်ကူးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ M7 မှာတော့အိုနစ်အသင်းကပုံစံပြတ်နေပြီးတော့7-8အဆင့်နဲ့သာအဆုံးသတ်ခဲ့ရပါတယ်။ကီပွိုင်းဟာပြိုင်ပွဲတွေနိုင်တဲ့အခါတိုင်းမှာစင်ပေါ်မှာအော်ဟစ်အောင်ပွဲခံနေရှိသလိုတခါတလေအရန်ဝမ်းသာသွားရင်ပရိသတ်တွေရှိမှရင်ရှိုက်ကြီးတင်ငင်ကိုချတတ်ပါတယ်။ရှုံးရင်လည်းအသင်းသားတွေရှိမှအရင်ဆုံးမျက်ရည်ကျတတ်တဲ့သူပါ။ဂိမ်းပေါ်ကိုဘယ်လောက်ထိယူတော့တယ်လဲဘယ်လောက်ထိအလေးနဲ့ထားတယ်လဲဆိုတာကိုသူ့ရဲ့မျက်ရည်တွေကတက်တည်ပြနေပါတယ်။စင်ပေါ်မှာပြိုင်ဘက်တွေကိုလည်းညှိုးထိုးတာပရိသတ်တွေကိုအော်ဟစ်လို့ဆိုတာတွေလုပ်လို့ရှိရကြောင်းသူ့ကိုမုန်းတဲ့သူတွေရှိသလိုဒီလိုသွေးပွအောင်လုပ်နိုင်စွမ်းကိုသဘောကျတဲ့ပရိသတ်တွေလည်းအများကြီးပါအင်ဒိုကစားသမားဖြစ်ပေမဲ့ဖိလစ်ပိုင်ကလာတဲ့ Carry နဲ့ရောနီးပြ Coach Trent နဲ့ပါညီအကိုတွေလိုအလွန်အမင်းခင်ပါတယ် Carry တရားကိုအင်ဒိုမှာနေသားကြအောင်အများကြီးကူညီပေးခဲ့သူလည်းဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်ရင်တော့အရင်ကသူနဲ့နာမည်ကြီး streamer influencer တချို့နဲ့တွဲခဲ့မှုတဲ့တဲ့တွေရှိပေမဲ့သူ့ရဲ့လူမှုကွန်ရက်တွေမှာတော့အခြေရေးထက်သူယူသွတ်တဲ့ mobile legend ပန်ပန်ဂိမ်းနဲ့အသင်းပေါ်တွေအကြောင်းကိုသာအများဆုံးတင်လေးရှိသူပါအခု2026ခုနှစ်မှာအသက်23နှစ်ရှိပြီဖြစ်တဲ့ကီဝိုင်းဟာအသင်းရဲ့ဝါရင်ကစားသမားတယောက်အနေနဲ့ရောCarry နဲ့ဂိုးလိန်နာအသစ် Kera တို့ကိုလမ်းညွှန်ထိန်းချောင်းပေးရတဲ့အင်ဂိမ်းလီယာတယောက်အနေနဲ့ပါ MPL ID Season 70ကိုဆက်လက်ဦးဆောင်ကစားလျက်ရှိပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါတော့မယ်နောက်ထပ်ပဲကစားသမားရဲ့အကြောင်းတွေကိုသိချင်ကြသေးလဲ comment မှာပြောခဲ့ကြနော်နောက်ဗီဒီယိုတစ်ခုမှာပြန်တွေ့ကြပါမယ်ပြီးတော့ follow လုပ်ခဲ့ဖို့လည်းမမေ့ကြနဲ့နော်